အရင်နေ့ကကျွန်တော်ဘုတ်ဆိုတဲ့ကားခေါ်တဲ့ app နဲ့ပတ်သက်ပြီးတော့အနေငယ်ရှင်းပြပေးထားတာလေးရှိတယ်ပေါ့နော်တချို့ကျတော့လည်းမရှင်းသေးတဲ့နေရာလေးမှာကျွန်တော်ကိုပြန်ပြီးတော့မေးထားတာလေးရှိတယ်တချို့လူတွေအတွက်ကအဆင်မပြေတဲ့အတွက်ကျွန်တော်ကဒီဗီဒီယိုလေးကိုပြန်ပြီးတော့ရိုက်ပေးတာပဲဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုမှာကျွန်တော် editing လေးတွေနည်းနည်းလေးပဲလုပ်ထားပါမယ်အမားလေးတွေပါတာရှိရင်ကျွန်တော်ကိုနားလည်ပေးပါဒီဘုတ်ဆိုတဲ့ကား app ကိုမရှိသေးဘူးဆိုရင်အရင် download ဆွဲထားလိုက်ပါဒီဘုတ် app ကိုဆက်စဝင်တဲ့အခါမှာအကောင့်လေးဖွင့်ထားပေးရပါမယ်ပေါ့နော်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့ကဒီဖုန်းနံပါတ်ရယ်ပြီးတော့ကျွန်တော်တို့ရဲ့နာမည်ရယ်ကြားတဲ့နာမည်ထားလို့ရတယ်ပေါ့နော်အဲ့ဒါပြီးတော့ရင်တော့သူပြောတဲ့အတိုင်းပဲရှေ့ကိုဆက်ပြီးတော့လာပေးပါအကယ်လို့အဆင်မပြေတာရှိရင်ဒီ screenshot ရိုက်ပြီးတော့ဒီပင်နာမှာရက်နေလဲဆိုတာကျွန်တော်ကိုscreenshot ရိုက်ပြီးပို့လာပေးပါပေါ့နော်ပြီးရင်ကျွန်တော်သစင်ချင်းစီပြန်ပြီးတော့ပြောပြပေးပါမယ်ကျွန်တော်တို့အားလုံးဖွင့်ပြီးသွားပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ကနော်ဘယ်လိုမျိုးသုံးပါလဲကျွန်တော်အများဆုံးသုံးတာကကြတော့ဒီ where to ဆိုတဲ့အကောင်ကိုကျွန်တော်ကဒါကိုဘယ်နေရာကိုသွားရှင်လဲအဲ့လိုမျိုးပေါ့နော်ဒီနေရာကိုကျွန်တော်အများဆုံးသုံးဖြစ်တယ်ကျွန်တော်မသုံးဖြစ်တဲ့ဟာကိုတော့ကျွန်တော်ကမပြောပြတော့ပါဘူးကျွန်တော်တို့ကဒီအပေါ်ဆုံးတစ်ခုကကြတော့အခုလက်ရှိကျွန်တော်ရှိနေတဲ့နေရာလေးပဲဖြစ်ပါတယ်ဒီဟာကိုကျွန်တော်တို့ကပြန်ပြီးတော့သတ်မှတ်เสียမလို့ပေါ့နော်မျိုးနေရာကိုတူကတူပြန်ပြီးတော့သတ်မှတ်အောင်ဘယ်လိုမျိုးလုပ်ထားရတာလဲဆိုရင်တော့ setting ထဲကိုလာပေးပါဒီ setting ထဲကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ကဒီ privacy and security ထဲကိုတစ်ချက်ဝင်လာပေးပါပြီးတော့ရင်ဒီအပေါ်လာက location service ဆိုတဲ့ကောင်ကိုဖွင့်ထားပြီးပေါ့နော်ဒီကောင်က location service ဆိုတဲ့ onပုံစံက on ထားမှာသူကကျွန်တော်တို့ကားခေါ်တဲ့အချိန်ကျရင်သူကကျွန်တော်တို့ရှိတဲ့နေရာကို automatic သတ်မှတ်ပေးမှာပေါ့နော်အကယ်လို့အကောင်ကမဖွင့်ထားဘူးဆိုရင်ကျွန်တော်တို့ရှိတဲ့နေရာကသူက automatic သတ်မှတ်ပေးမှာမဟုတ်ပါဘူးဒီ book ဆိုတဲ့ကားခေါ်တဲ့ app ကိုသုံးလို့မယ်ဆိုရင်ဒီ location လေးကိုမဖြစ်မနေဖွင့်ထားပေးဖို့လိုတယ်ပေါ့နော်ဒီအောက်တစ်ခုကကြတော့ကျွန်တော်တို့သွားမယ့်နေရာလေးပဲဖြစ်ပါတယ်အဲ့ဒီကျွန်တော်တို့သွားမယ့်နေရာလေးကဘယ်နေရာလဲဆိုရင်တော့ကျွန်တော်ဥပမာဒီအခုကျွန်တော်ဒီလိပ်စာလေးကိုကျွန်တော်လုပ်ကြည့်မယ်ပေါ့နော်ဒီကောင်တွေကကျွန်တော်တို့ကားတွေခေါ်လို့ရတယ် cycle တွေခေါ်လို့ရတယ်ဒီနှစ်ခုကကျတော့ကျွန်တော်တိတ်မဆန်းဘူးအပေါ်တစ်ခုပေါ့နော်ကျွန်တော်ဒီအောက်တစ်ခုကတော့ cycle လေးဒါကကျတော့ကျွန်တော်တို့အမြန်လို့တဲ့အချိန်ကြရင်ကျွန်တော်တို့တယောက်တည်းရှိတဲ့အချိန်ကျရင်ဒီ cycle လေးတွေခေါ်လို့ရတယ်သူ့ရဲ့ဈေးကကျတော့ဒီအနောက်မှာပြထားပေးပါတယ်ဒါကတယောက်ဆိုရင်40တပတ်ပေါ့နော်ကျွန်တော်သွားမယ့်နေရာကဥပမာပြောပြတာပါကျွန်တော်သွားမယ့်နေရာကသိမကြဘူးဆိုတော့သူက40တပတ်ပေးရပါတယ်ပြီးတော့ကျွန်တော်အများဆုံးခေါ်တဲ့ကားဆိုရင်ဒီ basic ဆိုတဲ့ကားခေါ်တာများတယ်ပြီးတော့ဒီအပေါ်နားကဒီကောင်လေးကိုလည်းခေါ်တာများတယ်ဘာလို့ဆိုရင်တစ်ခါတလေကျရင်ဒီ basic ကောင်ကခေါ်လို့မရတဲ့အချိန်မှာဆိုရင်ဒီ taxi တွေကရှိတယ်ပေါ့နော်ဒီ taxi ကားတွေကရှိတယ်အဲကြောင့်မလို့ကျွန်တော်ကဒီ basic ဆိုတဲ့ကားကိုမခေါ်လို့မရရင်ကျွန်တော်ဒီ taxi ကားကိုခေါ်ပေးပါတယ်ဒီ HL ဆိုတဲ့ဥစ္စာကကျတော့ကျွန်တော်တို့က9ယောက်ဓမ္မမဟုတ်6ယောက်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကဒီ 8L ဆိုတဲ့ကားကိုရွေးပေးရပါမယ်ကျွန်တော်တို့က9ယောက်6ယောက်ရှိတယ်ဆိုရင်တော့ကျွန်တော်တို့ဒီ4ယောက်စီးလို့ရတဲ့ကားကိုသွားခေါ်လို့မရပါဘူးအဲ့ဒီကျွန်တော်တို့ခေါ်ပြီးတဲ့အချိန်မှာ9ယောက်လောက်စီးလိုက်မယ်ဆိုရင်ကားသမားကတဘောမတူပဲcancel ban လောက်သွားတာမျိုးရှိတတ်တယ်ပေါ့နော်အားကြောင့်မလို့ကိုယ့်ဘက်က9ယောက်6ယောက်ရှိတယ်ဆိုရင်ဒီလိုမျိုးအောက်ကအကြီးကိုရွေးခေါ်ပါလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီကားကိုခေါ်ကြည့်မယ်ပြီးရင်ဒီအောက်နားက select basis ဆိုတဲ့ကောင်ကိုတစ်ချက်ရွေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီနားမှာကျွန်တော်တို့ကိုဒီကားကဘယ်နေရာကိုလာကြိုးစေချင်တာလဲဥပမာဒါကျွန်တော်တို့စားတော့ဆိုင်ဆိုရင်အနောက်ဘက်ကနေလာကြိုးစေချင်တာလားဒါမှမဟုတ်အရှေ့ကနေလာကြိုးစေချင်တာလားအဲ့လိုမျိုးရွေးလို့ရတယ်ပေါ့နော်အကယ်လို့ကျွန်တော်ကထက်ခေါ်မယ်ဆိုရင်ဒီ confirm order ဆိုတော့ကိုကျွန်တော်တို့ကနှိပ်ပေးလိုက်မယ်ဆိုရင်တော့ကားအလိုလျောက်ခေါ်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့မခေါ်ပြတော့ပါဘူးဒီအရှိကိုဆက်သွားလိုက်မယ်ဆိုရင်ကျွန်တော်တို့ကကားခေါ်နေတဲ့တန်လန်ကားမလာဘူးဆိုပါစို့အဲ့မျိုးဆိုရင်ကျွန်တော်တို့က cancel ပြန်လုပ်ပြီးတော့ကျွန်တော်တို့နောက်ထပ်ကားတစ်စီးပြန်ပြီးတော့ခေါ်လို့ရတယ်ပေါ့နော်ဒီ confirm order ကိုနှိပ်ပြီးသွားတဲ့အချိန်မှာကားတက်ဆီကလက်ခံပြီဆိုရင်သူကသူ့ရဲ့ကားနံပါတ်ရဲ့ပြီးတော့ဒီကြားတဲ့ပမာဏရေပေါ့နော်ကျွန်တော်တို့ပေးရမယ့်ပတ်စံရဲ့အဲ့ဒီကဥစ္စာတွေအကုန်လုံးကြားလာမှာပေါ့နော်ကားနံပါတ်လေးကြည့်ပြီးတော့ကျွန်တော်တို့ကလိုက်စီးလိုက်ရုံပါပဲဒီ
boat ဆိုတဲ့ကားခေါ်တဲ့ app ကကျွန်တော်ဘာဖြစ်လို့ကြားရတာလဲဆိုရင်တော့ taxi စီးတာထက်ဆိုင်ဒီလိုမျိုး boat ကားခေါ်တဲ့ app နဲ့သုံးတာကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ taxi ကားတွေစီးလိုက်မယ်ဆိုရင်တခါတလေနီးနီးနားနားလေးတွေပဲကျွန်တော်တို့သွားတယ်ဒါပေမဲ့သူကကိုယ်ပတ်ပြီးတော့ရှောင်ပြီးတော့ဒီသွားလိုက်တယ်ပေါ့နော်အမျိုးကြတော့ကျွန်တော်တို့ကဈေးကပို့ပြီးတော့ပေးရတယ်အမျိုးလေးရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီမျိုး boat ကားခေါ်တဲ့အချိန်မှာကိုယ့်ရဲ့နေရဲ့လိပ်စာကတိတိကျကျရှိဖို့ပဲလိုပါတယ်အဲ့ဒီချိန်ကျရင်ကျွန်တော်တို့စကားတစ်ခုမှပြောစရာမလိုပဲကျွန်တော်တို့ကလိုက်သွားလိုက်ရုံပါပဲပေါ့နော်အကယ်လို့ကိုယ့်ဘက်ကဒီလိုမျိုး location ပေးလိုက်တာမမှန်ဘူးဆိုရင်တော့ဒီအခုလောလောဆယ်သတ်မှတ်ထားတဲ့ location အတိုင်းသူကပို့ပေးမယ်အကယ်လို့မဟုတ်ဘူးကိုကအဲ့မျိုးပြောလိုက်ရင်တော့သူ့ကိုထပ်ပို့ပေးစေချင်တယ်ဆိုရင်တော့ကိုပတ်စံထက်ကုန်ပါတယ်ပေါ့နော်ပြီးရင်ကားပေါ်မှာပတ်စံအရင်ပေးရတာလားဆိုရင်တော့မဟုတ်ပါဘူးကျွန်တော်တို့ကားတဲ့နေရာရောက်မှပတ်စံရှင်းရတာပါပြီးရင်ကျွန်တော်တို့ cash ပတ်စံနဲ့ရှင်းမလားဒါမှမဟုတ် bank transfer လုပ်ပြီးတော့ရှင်းမလားအဲ့မျိုးကျွန်တော်တို့ရွှေ့လို့ရပါတယ်ဒါပေမဲ့ဒီလိုမျိုးကားစီးတဲ့အချိန်မှာပတ်စံရှိထားတာကဘယ်လိုမျိုးပြောမလဲခါတလေကြတော့လေကိုကပတ်စံရှိတယ်ဆိုရင်ဒီအကျွေလေးတွေစောင့်ထားပါတော့ခါတလေကြရင်ဒီလိုမျိုးကားသမားတွေကသူတို့ကဒီအကျွေမရှိတဲ့အချိန်မှာနည်းနည်းသူတို့ကစိတ်မရှိဘူးပေါ့နော်ပြောမယ်ဆိုအဲ့လိုမျိုးလေးရှိပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီလိုမျိုးကားစီးတဲ့အချိန်မှာအမြန်လန်းပေါ်တက်တဲ့အချိန်မှာပေါ့နော်အဲ့ဒီအချိန်ကကျွန်တော်တို့ရှင်းရမလားကားတစ်ပါးကရှင်းရမလားဆိုတာကအမှန်တော့ကျွန်တော်တို့ရှင်းရမှာပါပြီးတော့ကျွန်တော်တို့ဒီလိုမျိုးအမြန်လန်းပေါ်မှာမတက်ခင်သူကမေးတယ်ပေါ့နော်အမြန်လန်းပေါ်သွားမှာလားဒါမှမဟုတ်မသွားဘူးလားပေါ့နော်တကယ်လို့သွားမယ်ဆိုရင်လည်းဒီလောက်ကြတယ်သူတို့မေးပါတယ်သူတို့မမေးဘဲနဲ့ဒီတိုင်းသွားတယ်ဆိုရင်တော့အဲ့ဒါတော့ကျွန်တော်လည်းမတက်မနိုင်ဘူးပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့စကားနည်းနည်းပြောပြရပါမယ်ဘယ်အချိန်မှာဒီလိုမျိုးကားကိုခေါ်တင်လဲဆိုရင်တော့ဘယ်အချိန်ဖြစ်ကျွန်တော်တို့ကခေါ်လို့ရပါတယ်ဒီဘန်ကောက်အနီးတစ်ဝိုက်မှာပေါ့နော်ဘယ်အချိန်ဖြစ်ခေါ်လို့ရပါတယ်ပြီးတော့ကျွန်တော်နောက်ထပ်တစ်ခုပြောပြချင်တာလေးရှိတယ်ဒီကောင်ပါဒီ woman for woman ဆိုတဲ့ကောင်ပါဒီကောင်ကကျွန်တော်တို့ဘာအတွက်ကောင်းလဲဆိုရင်တော့ main ကလေးတွေအတွက်ပေါ့နော် main ကလေးတွေအတွက်ဆိုရင်တကယ်လို့ယောက်ျားလေးမောင်းတဲ့ကားတွေကိုကမလိုက်စီးချင်ဘူးကိုကလည်းတယောက်ကိုကလည်း main ကလေးပဲတယောက်နှစ်ယောက်လောက်ပေါ့နော်အဲ့မျိုးဆိုရင်ကျွန်တော်တို့ကယောက်ျားလေးမောင်းတဲ့ကားမခေါ်ချင်ဘူးဆိုရင်ဒီကောင်ကိုခေါ်လို့ရပါတယ်ဒါမဲ့ဒီကောင်ကအကြာချင်းကတော့7မိနစ်လောက်ရှိတယ်ပေါ့နော်တချို့ကားဆို10မိနစ်ဒါမှမဟုတ်9မိနစ်အဲ့လောက်ပတ်ဝန်းကျင်ပါပဲဒါမဲ့စီးကတော့တိတ်မကွာဘူးပေါ့နော်ဒါကဒီကားကကျတော့ main ကလေးမောင်းတဲ့ driver ပဲဖြစ်ပါတယ် main ကလေးမောင်းတဲ့ကား driver ကကိုကယောက်ျားလေးဆိုရင်ကိုကတော့ခေါ်မိမယ်ဆိုရင်တော့လက်မခံတော့ဘူးပေါ့နော်သူကမင်္ဂလေးကတည်တတ်မှုဖြစ်ပါတယ်ဒါလေးပဲကျွန်တော်လာပြီးပြောပြချင်တာပါတခြားသိချင်တာတွေရှိရင်လည်းကျွန်တော်ကိုထပ်ပြီးမေးလာပေးပါဒီဗီဒီယိုမှာမရှင်းတာတွေရှိရင်လည်းကျွန်တော်ကိုထပ်ပြီးတော့မေးလာပြီးလို့ရပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုမှာမိတ်ဆွေတို့အတွက်အကျိုးသုံးတရားရှိခဲ့မယ်ဆိုရင်လည်း subscribe လေးတွေလုပ်ထားပေးခဲ့လို့လည်းရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေအစ်စ်ပြန်ပြီးတော့တင်သွားပေးဖို့ရှိပါတယ်เนาะအားလုံးကိုကျေးဇူးပါ